CEO လုပ်တဲ့ level ကနေပြီးတော့လုံခြုံရေးအဆုံးထိပေါ့နော်ဘာတွေလုပ်မယ်ဆိုရရှင်းပြထားမယ်အကြံဉာဏ်အပြင်ပြီးတော့ရင်ဒီနေရာမှာလုံးမဲ့လူတိုင်းဟာတရားတွေကိုမမေ့မလျော့လုပ်ပေးထားရမယ်အဲ့တော့နံပါတ်1 CEO ကဒီငွေအဝင်ထွက်ကိုနေတိုင်းစစ်ပြီးတော့တာဝန်ယူလက်မှတ်ထိုးရမယ်ပစ္စည်းလက်ကျန်တွေကိုတက်မမစင်စစ်ပေးရမယ်ဒီ note တွေငြိမ်မငြိမ်ကို report မယ်တဲ့ကြည့်ပေးရမယ် user တွေကဘာပြောလဲဆိုတဲ့ဟာကိုနားထောင်ပေးရမယ်ကိုယ့်ရဲ့လုံခြုံရေးနဲ့ဝန်ထမ်းစုကောင်းတွေကိုအမြဲတမ်းစောင့်ကြည့်ပေးရမယ်ဒီဝန်ထမ်းခေါ်တဲ့အချိန်တွေကဒီမှာအခုမရရသေးဘူးစီစဉ်ပေးမယ်ပေါ့နော်ဝန်ထမ်းခေါ်တဲ့အချိန်တွေစီစဉ်ပေးမယ်ဘာလို့လဲဆိုတော့မိုးတွင်ဆိုရင်ဝန်ထမ်းတယောက်ကိုစမ်းခန်းတမတ်ထားမှာပေါ့နော်အဲ့တော့ဥမာ၄လပိုင်းကျမှခေါ်လိုက်တယ်ဆိုလို့ရှိရင်9လပိုင်းနဲ့6လပိုင်းမိုးရင်းဖြစ်သွားပြီအဲ့ကျတော့အများကြီးမလိုနိုင်ဘူးပေါ့နော်အဲ့ကျတော့ပွင့်လင်းရကတိရောက်ခဏီဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သူကအစင်သစ်ဖြစ်ဖို့နေဆိုပဲအချိန်ကြီးခေါ်ရမယ်ဆိုတဲ့ဟာရှိမယ်လက်ရှိကိုယ့်ရဲ့အလုပ်လိုအပ်ချက်နဲ့လည်းဆိုင်မှာပေါ့နော်အဲ့တော့အခုပြော user တန်နာထောင်မယ်ဒါပြီးတော့အရှုံးမြတ်အစင်နဲ့ business plan ကြိုပြီးတော့လုပ်ပေးထားမယ်အဲ့ဒီလုပ်ပေးထားတဲ့ business plan တွေကဘယ်လောက်ကွာဟမှုရှိနေလဲဆိုတဲ့ဟာကိုတစ်လားတစ်ခါလောက်တတိအထူးပေးနေရမယ်ဒီလိုမျိုးလာသွားနေရဆိုရင်တော့နောက်3လဆိုရင်ဘာဖြစ်လိမ့်မယ်နောက်6လဆိုရင်ဘာဖြစ်လိမ့်မယ်ဘယ် ISP တွေကတော့တိုးတက်မှုအခြေအနေဘယ်လိုရှိရဲဆိုတာတွေကိုပြောပြရမယ်အသုံးစရိတ်ကမြချီတွေပါရာခိုင်နှုန်းလိုက်ဘယ်ဟာတွေကများနေတယ်နည်းနေတယ်ဒီလကတော့ဘယ်လိုတက်သွားတဲ့အတွက်ကြောင့်မို့စုစုပေါင်း net margin ကဘယ်လောက်ဖြစ်နေတယ်ဒါတွေပြောပြရမယ်ဝန်ထမ်းတွေကဒီ3နှစ်တွင်လုပ်ငန်းတူကုမ္ပဏီမှာမလုပ်ဘူးတော့ကို admin နဲ့ပေါင်းပြီးတော့အထူးစီကံသတ်မှတ်ပြရမယ်ဒီ user ဒီရှိသမျှ password ရဲ့အကုန်လုံးကိုဌာနအလိုက်ခေါင်းဆောင်နေနဲ့သက်ဆိုင်ရာတွေနဲ့ကိုယ်နဲ့တည်နေဖို့အတွက်ဒီ user and password တွေကိုမှတ်ထားရမယ် email အားလုံးရဲ့ password ကဒီတနေရာတွေကနေကြည့်လို့ရအောင်လုပ်ရမယ် website ကိုပဲပေါ့နော် email တွေကဌာနလိုက်ဥပမာထားပါ information ပို့လာတဲ့ဟာတွေအကုန်လုံး reply ပြန်ဖို့အဲဆိုလို့ရှိရင် info@company.com အဲ့လိုဖြစ်ရမယ်marketing ဆို marketing@company.com အဲ့လိုဖြစ်ရမယ်ဒီ network device တွေကကြတော့ network device တွေကကြတော့ password တွေအကုန်လုံးရှိရမယ် IP design တွေအကုန်လုံးဒီမှာအပ်ထားရမယ် user ရဲ့ ONU config ကို UI ဘက်နဲ့လုပ်ထားရမယ်ဒီ backup အတွက်ဆက်တွေအကုန်လုံးအတွက် backup လုပ်ထားတဲ့ဟာကိုတနေရာမှာတင်ထားပြီးတော့အဲ့ဒါတွေရဲ့အကုန်လုံး password ကရှိနေရမယ်ဒါကရဲ့ user name နဲ့ password တွေရှိရမယ် trade လည်းအဲ့လိုပဲ user name password ရှိရမယ်ဌာနအလိုက်ဒီ user and password တွေကိုလည်းအကုန်လုံးကိုယ်တိုင်နဲ့အဲ့ဒီလုပ်နေတဲ့လူတွေရောသိရမယ်ဖုန်းတွေကအများသောအားဖြင့် company ဖုန်းတွေဖြစ်ရမယ်ဝန်ထမ်းခေါ်တဲ့အချိန်ကိုတတ်မှတ်မယ်ဆိုတဲ့ဟာပုံမှာပြောထားပြီးသားအဲ့တော့ဒီလုပ်ငန်းလုပ်တဲ့လူကတော့ဒီထိတ်ကဟာတွေကိုအကုန်သိရမယ်အဲ့ဒါအပြင်သူကအောက်ကအခု department လိုက်ပြောမယ့်ဟာတွေကိုလည်းသူသိနေရမယ်ဥပမာအဓိက admin နဲ့ HR ဆိုလို့ရှိရင် HR software တွေဝယ်သုံးတယ်ဒီ attendant တွေကရောက်တဲ့နေရာကနေဓာတ်ပုံရိုက် GPS location နဲ့ရိုက်ပြီးတော့ပို့တယ် site အရေးတွေနဲ့သတ်မှတ်တယ်အဲ့ဒီဟာတွေရှိမယ်ပြီးတော့ရင်အလုပ်ကျမအကျိုးဆောင် company တွေကိုရှာပြီးသွားပြီဆိုရင်ရှာပြီးသွားတဲ့ဟာကိုဒီထဲမှာထည့်ထားရမယ် interview စဝင်တဲ့အချိန်မှာလည်းမှတ်တမ်းရှိရမယ် CV record ရှိရမယ်အဲ့လိုမျိုးပဲထွက်တဲ့အချိန်မှာလည်းဒီ company ကဘာကြောင့်ထွက်တယ်ဒီ company ကိုစဝင်ခဲ့တာနေလုပ်တဲ့အချိန်မှာဘာတွေဖြစ်တယ်ဆိုတဲ့ဟာတွေကိုအတန် record တွေနဲ့ဒီဟာတွေယူထားရမယ်ဒါမှနောက်လူက run တဲ့အချိန်တိုင်းမှာဒါအနကြအသားချက်တွေကိုကြည့်လို့ရနေမှာအလုပ်သမားတွေရဲ့နေ့စဉ် record တွေကိုရှိနေရမယ်ချက်ချင်း KPI တွေထုတ်ပေးနိုင်တဲ့အနေအထားမျိုးတွေပါဝင်ပြီးမှ link လုပ်ထားရမယ်ဒီ admin HR software နဲ့ Power BI နဲ့မချိန်ရင်တော့မှဘယ်လိုချိန်အောင်လုပ်မယ်ဆိုတဲ့ဟာတွေကို UN ဘက်နဲ့ဒီနည်းပညာဌာနတိုင်မြင်ပြီးတော့လုပ်ထားပေးရမယ် data တစ်ယောက်ကထည့်လိုက်နောက်တစ်ခါထည့်လိုက်အချင်းချင်းထည့်နေစရာမလိုအောင်လုပ်ထားပေးရမယ်လစာနဲ့ OD report တွေကလည်းနေ့တိုင်းဝန်ထမ်းရောပိုင်ရှင်တွေရောချက်ချင်းကြည့်လို့ရနေတဲ့ report ဖြစ်ရမယ်အရေးကြီးတဲ့ဖုန်းမဆင်းတွေကသက်ဆိုင်ရာနေရာမှာလည်းကတ်ထားရမယ်ဒီ channel လူတွေလည်းဝင်ကြည့်လို့ရအောင်အစဉ်သင်ထားပေးရမယ်ပြီးလုံခြုံရေးပိုင်းမှာဆိုလို့ရှိရင်လုံခြုံရေးလုပ်တဲ့လူကအရေးပေါ်ခေါ်ဆိုရမယ့်ဖုန်းနံပါတ်တွေဥပမာ yes can စေယုံပိုင်ရှင်မိသက်ဒါတွေကိုအမြဲတမ်းအလို့ရချက်နေရမယ်အဝင်ထွက်စီးရင်တွေကိုစာရွက်နဲ့မဟုတ်ဘဲနဲ့ Google Form နဲ့လည်းမှတ်ရမယ်နောက်တစ်ခါဒီ
ဝန်ထမ်းတွေရဲ့ဒီတစ်ခုဒီတဲ့ရောက်နေတယ်အဲ့တော့မကန်ပြုလုပ်တဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်တခုပြီးမှထုတ်ဝင်ထားဆိုတာဖြစ်သွားပြီးမှလိုက်ပြဿနာရှင်းနေတဲ့ရှာနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လုံခြုံရေးဆိုရင်လုံခြုံရေးကိုဒါတာဝန်ယူရမယ်လို့ပေးထားတယ်ဆိုလို့ရှိရင်အဲ့တာဝန်ယူရမယ်ငွေအမောက်နဲ့ညီမျှတဲ့ငွေကိုယုံကြည်အနံ့ဖြစ်ဒါမှမဟုတ်ခိုင်မာအောင်တစ်ခုခုစီစဉ်ပေးထားရမယ်ဒါက admin ကနေပြီးတော့မှလုပ်ထားမယ်အနေထားပေါ့နော်တန်ရှင်းရေးမှာဆိုလို့ရှိရင်ဒီဖုန်းတွေမကြံဘူးကွန်စထရီတွေမထွေးဘူးဒီတခြားကိုယ်နဲ့မသက်ဆိုင်တဲ့ဟာတွေမကင်ဘူးတခုမှလာပြီးတော့ရင်အချိန်ချင်းပြန်မပြောရဘူးအဲ့ဒါတွေအကုန်လုံးကလင်နာကတည်ရမယ် final ဘိုင်မှာဆိုလို့ရှိရင် CF တွေသုံး level ဟာ business plan နဲ့လက်ရှိသွားနေတာနဲ့အရှုံးမြတ်မှန်လားမမှန်ဘူးဆိုလို့ရှိရင်ရောမှန်တယ်ဆိုရင်ရောဒါတွေကို3လတစ်ချိန်6လတစ်ချိန်တစ်နှစ်တစ်ချိန်ပြီးရမယ်ပြီးတော့ PDD မှာတက်ရှိမယ် PDD ရဲ့ test တွေနောက် PDD test ပြီးပါလို့ရှိရင် customer test ရှိမယ်နောက်ရှိသမျှ test အကုန်ပေါ့နော်ဒီထဲမှာဒါတွေအကုန်လုံးကိုဆောင်ဖို့အတွက်စာရနေ record ရှိရမယ်နောက် manager ဆိုလို့ရှိရင်တက်မှုရှိတဲ့ပစ္စည်းပေးထားတဲ့ဆိုရင်ငွေယုံကြည်စာချုပ်ချုပ်ဖို့အတွက်ဌာနလိုက်လှမ်းပြီးသတိပေးရမယ်လုပ်ကိုလုပ်ရမယ်ပစ္စည်းတစ်ခုဝယ်ပြီးဆိုလို့ရှိရင်ငွေပြန်အမ်းတဲ့ဟာကိုအမြဲတမ်းလိုက်တောင်းပေးရမယ်ပြီးတော့အဲ့လိုမျိုးမအမ်းဘူးဆိုလို့ရှိရင် Power BI မှာ report ထွက်ရမယ်အဲ့ဒီ report ကဥပမာလူလိုက်ကောဌာနလိုက်ကော report ထွက်လူအလိုက်ဌာနအလိုက် report ထွက်အောင်လုပ်ပေးရမယ်လူလိုက်ဌာနအလိုက်ပစ္စည်းမျိုးစားလိုက်မျိုးစားလိုက် report ထွက်အောင်လုပ်ပေးရမယ်အဲ့ဒါက Power BI မှာပေါ့နော်ပြီးတော့အဲ့ဒီဟာ live ကြည့်နေလို့ရရမယ်ပေါ့ဒီကချာပိုင်းမှာဆိုလို့ရှိရင်ဇာတာပတိနေ့ရောက်တိုင်းမှာကိုကငွေတောင်းရမယ်နေ့စဉ်ငွေထွက်စင်းကိုတာဝန်ခံတဲ့အတူလက်မှတ်ထိုးပေးရမယ်ဒီဟာက B quota နေပြီးလာအပ်တဲ့ဆိုရင် B quota ရဲ့ကချာရဲ့ manager ရဲ့ CFO ရဲ့ CEO ရဲ့ဒါအကုန်နေ့စဉ်ထိုးရမယ်software တွေမှာနေကျန်နေလို့မရဘူးအပြင်မှာလည်း print ထုတ်ပြီးလက်မှတ်ထိုးရမယ် user ကဘေးအဆင်မပြေမှုတွေကိုချက်ချင်းဖြေရှင်းပေးရမယ် user ဘေးမှာမဆောင်တဲ့ user တွေဆိုလို့ရှိရင်ဖုန်းဆက်ရမယ် user ကကဲဆယ်များနေပြီဆိုလို့ရှိရင်အပေါ် single report ပေးရမယ် user တွေစီကိုလည်းဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုဖုန်းဆက်ရမယ်အဲ့ဒီအရာတွေအကုန်လုံးက Power BI မှာ report ထွက်ရမယ်ဒီ marketing ပိုင်းဆိုလို့ရှိရင် agent တွေနဲ့စာချုပ်ချုပ်ရမယ်ချုပ်တဲ့ဘက်မှာနောက်မှရှင်းတာမဟုတ်ဘဲနဲ့ကိုကအသာစီးယူထားတဲ့အနေအထားမျိုးဖြစ်ရမယ် user မြေကြီးအတွက်ပါထည့်ချုပ်ရမယ်အနည်းဆုံး user ဘယ်လောက်ဖြစ်ရမယ်ဆိုတဲ့အထည့်ချုပ်ရမယ်ဖြစ်နေလို့ရှိရင် marketing ရဲ့ installation ရဲ့ campaign ရဲ့ကိုပေးတယ်ဆိုလို့ရှိရင် agent ကိုဒီပိုင်းနဲ့ပေးတာပို့ပြီးတော့အဆင်ပြေတယ် user ကအခြားလူတွေမှာ information ပေါက်တယ်ခိုင်လုံလို့ရှိရင်ပြန်ရောပေးရမယ် user ကအခြားလူတွေကနေ information ရှင်ပေါက်တာဖြစ်ပြီဆိုလို့ရှိရင်ခိုင်လုံတဲ့ဟာကိုဒီလိုခိုင်လုံတဲ့ဟာကိုရဖို့လဲအပြင်ကနေပြီးတော့ဘယ်ဖြစ်ဖြစ်တခြားသူတို့တချို့ထဲပြီးတော့ပဲဖြစ်ဖြစ်ပြန်ဆက်မယ်ဆိုတာသူတို့ပြောပြထားရမယ်ဘေးစောင်းနေဆိုလို့ရှိရင်ကနဦးမှာတေချာ user ကိုရှင်းပြခဲ့နားလည်အောင်ရှင်းပြခဲ့ရမယ်ဒါမှသာလည်းလကုံမှာပေးပြီးလို့ဆောင်းတဲ့ဥတူလွယ်တူသိမှာပြီးတော့လို့ရှိရင် software လည်းရေးထားပေးမယ် software ရေးထားတာမရှိဆိုလို့ရှိရင် ID ဌာနကိုပြောဖို့လိုရမယ် ID ဌာနကဘန်နဲ့ချိန်ပြီးတော့ရေးပေးလိမ့်မယ်ကိုစနာရဲ့ဖုန်းတွေကမြို့နယ်လိုက်ခွဲထားရမယ်ဥပမာသင်္ကန်းကျွန်းဖုန်းဒီသင်္ကန်းကျွန်းကနေပြီးတော့ပဲဆက်အဲ့ဒါမှအဲ့ဖုန်းလိုင်းကအားနေမှာဒါပေမဲ့အဲ့ဒါမှအားမရလို့ head office ကိုဆက်မယ်ဆိုလို့ရှိရင်လည်းဆက်ဒါပေမဲ့နှစ်ခုစလုံးကဖုန်းကိုင်မယ်ဆိုတဲ့ဟာရှိရမယ်ပြီးတော့ရင် end user ကနေပြီးတော့ဒီ end user ကနေပြီးတော့ ID
တီးဖို့အတွက်မှာပေးခဲ့ရမယ်ဘီဆောင်နာကိုဘယ်လိုဆောင်လဲဆိုတာသိအောင်ရှင်းပြခဲ့ရမယ်ကောစနာကိုလည်းဖုံးဆက်ရင်ဘယ်ဟာကိုကြည့်ပြီးတော့ဖုံးဆက်မယ်ဆိုတဲ့ဟာကိုပြောပြခဲ့ရမယ်အဲ့လိုဟာတွေကိုထူထူမပြောဖို့အတွက်ဗီဒီယိုလင်းလုပ်ထား user ကဝယ်မယ်လို့ပြောတာနဲ့အဲ့ link ကိုပေးပြီးတော့ကြည့်ခိုင်းပြီးတော့မှမရှင်းတာဘာရှိသေးလဲဆိုပြီးတော့မေးနောက်တစ်ခါထပ်မရှင်းလို့ရှိရင်လည်းဝယ်သူရဲ့ဖုန်းနံပါတ်တွေကို SMS auto ပို့ဖို့အတွက်လုပ်အဲ့ link ကိုအစဉ်သစ်လုပ်ထားပေးအဲ့တော့ဒီ user တယောက်တက်တယ်ဆိုလို့ရှိရင် Facebook ကနေတက်တာလားဒါမှမဟုတ်လို့ရှိရင်ဘယ်သူအကြောင်းတက်တာလဲဘယ်လိုနေ့ဒီမှာတက်လာလဲဘယ်ရက်ကွက်တွေကအတက်အများဆုံးလဲအဲ့ဒါတွေကို report ထွက်အောင်လုပ်ထားရမယ်ဒီမိဝန်ထမ်းက KPI ကို live မြင်နေအောင် Power BI မှာပေါ်အောင် ID ဌာနနဲ့ပြောထားပေးရမယ် marketing ထဲမှာဘယ်သူတွေကအားသာနေတဲ့အသိဖို့အတွက်လည်းဒီ record တွေကျန်အောင်လုပ်ထားပေးရမယ်ဒါပေမဲ့ဒီကိုစီက internet မဝယ်ဘူးဆိုရင်တော့ဒီလူကိုဘာလို့လဲဆိုတဲ့ market ရအောင်မေးခဲ့ပေးရမယ်ဒါမှသာလျှင်နောက်သူတို့လိုအပ်ချက်ကိုဖြည့်ဆည်းပြီးလို့ရမယ်ဒီဖုန်းနံပါတ်တွေကိုအမြဲတမ်းပြန်ပို့ပေးရမယ်ဒီဖုန်းနံပါတ်တွေဒီတခြားလုပ်ငန်းသူစီကိုလုံးဝမရောက်ကဘူးဒီရောင်းပြီးသွားပြီဆိုရောင်းပြီးသွားတဲ့တိုက်မှာစတစ်ကာတွေကပ်ပေးခဲ့ရမယ်ကိုရောင်းတဲ့မြို့နယ်မှာလည်းပဲသွားတာနဲ့စတစ်ကာတွေကပ်ပေးခဲ့ရမယ်ရောင်းပြီးသွားလို့ရှိရင်လည်းတော်တော်နေရင်ဒါက installation ကအချိန်မီလာလားအဆင်ပြေလားဘာလို့သေးလဲဆိုတဲ့ဟာတွေကို user စိတ်ကျဉ်နဲ့အောင်ဖုံးဆက်ပေးရမယ်ဒီတစ်လားလောက်ပြီးသွားရင်တော့ဒါကိုဖုံးဆက်ပြီး remind ပြန်လုပ်ရမယ်တစ်လားမှာဘယ်နှခါလောက်ပြည့်လဲပြီးသွားအဲ့ဒီအတွက်လည်း report ထွက်အောင် Google Form တွေလုပ်ထားပေးရမယ်ဒီ install ပိုင်းမှာဆိုလို့ရှိရင်ဒီကိုတက်ဆင်ပြီးသွားတာနဲ့တက်ဆင်တဲ့အိမ်ရဲ့ဘေးပတ်ဝန်းကျင်မှာဘယ်ဘက်မှာလဲအဆန်ရှိနေနေညာဘက်မှာလဲအဆန်ရှိနေနေအဲ့ဒါတွေကိုအလွယ်တကူရှာလို့ရအောင်လို့အဆန်ရဲ့ကုတ်နံပါတ်တွေလည်းရှိတယ်မြို့နယ်လိုက်ကုတ်နံပါတ်လမ်းလိုက်ကုတ်နံပါတ်တွေရှိတယ်အဲ့ဒီဟာဟိုမှာဘယ်ကနေဆွဲသွားတယ်ဆိုတော့လမ်းကြောင်းတွေကို Google Map နဲ့ယူထားရမယ်ပြီးတော့တစ်လအတွင်းမပြတ်အောင်ဆင်ရမယ်ဖြစ်သလိုမဆင်ကြရဘူးအိမ်မှာတသက်ရဆင်ကြရမယ်အိမ်ထဲကိုအဓိကအားဖြင့် passport နဲ့တွေ့ပြီးတော့ဆင်ကြရမယ် passport နဲ့တွေ့ပြီးတော့ဆင်ကြရမယ် user ကဒီ complaint ဘယ်လိုတွေဖြစ်တယ်ဆိုတော့အကြောင်းကိုတေချာရှင်းပြခဲ့ရမယ် user က call center ကိုဘယ်လိုဆက်သွယ်ရမယ်ဆိုတဲ့ video လေးတွေလုပ်ထားပြီးတော့ user ရဲ့ဖုန်းနံပါတ်တွေကိုချက်ချင်းပို့ပေးနိုင်ရမယ် user ကဘယ်လိုဘေးဆောင်လဲဆိုတဲ့ video လေးတွေကလည်းအစင်းရှိရမယ်ပြောရမယ်ဆိုတော့ဒီ link တွေအကုန်လုံးကို ID ဌာနက main link အနေနဲ့ထားပြီးတော့ရင် install link complaint link ဘေးဆောင်တဲ့ link တက်ဆင်တဲ့ link လိုအပ်တဲ့ form ဆိုပြီးအဲ့ဒါတွေအားလုံးကို Power BI နဲ့လုပ် UI ဘက်နဲ့လုပ်ပြီးတော့ auto report နဲ့ချက်ချင်း SMS တွေပို့ပြီးတော့ထွက်လာအောင်လုပ်ပေးရမယ်ဒီကုန်ကြမှုအတွက်က record form တွေဖြည့်ပေးနေရမယ်ကုန်ကြမှုအတွက်ကဆိုတာဥပမာဒီ install ဆိုလို့ရှိရင် ONU ကဘလောက်ကုန်သွားပြီဒီ join ကလေးကဘယ်နှခုသုံးလိုက်တယ် slip ဘယ်နှခုသုံးလိုက်တယ်ဒီဟာလေးလုပ်ပေးရမယ် complaint မှာဆိုလို့ရှိရင်ရှေ့လူဆင်သွားတာမှာအဆင်ပြေတယ်မပြေဘူးဆိုတော့ဟာကို customer စီကနားထောင်တဲ့အတန်ကို complaint နောက်ကလိုက်တဲ့လူကနားထောင်ပြီးတော့ data record ပေးရမယ်အဲ့ဒါကို CEO နဲ့သက်ဆိုင်ရာ leader တွေကနေပြီးတော့မှကြည့်ပေးရမယ်တစ်လအတွင်းကိုလိုသွားတဲ့ complaint ကလည်းပြန်မဖြစ်ရဘူးဖြစ်ရင်တာဝန်ယူရမယ်သူ့ရဲ့ KPI တွေထွက်အောင် admin နဲ့ finance နဲ့ leader တွေနဲ့ပေါင်းပြီးတော့ IT ဌာနနဲ့လုပ်ပေးထားရမယ်ဒီ complaint ဖြစ်တတ်တာများတဲ့နေရာတွေနဲ့ကုန်တာများတဲ့ပစ္စည်းတွေလည်း report ထွက်တာတိကျထွက်အောင် Power BI နဲ့လုပ်ပေးရမယ်ကုန်ကြမှု record form ကိုလည်းဖြည့်ဖို့လိုအပ်တယ်ဒီ NOC မှာဆိုလို့ရှိရင်ပြက်လို့ရှိရင် auto အလန်းဖြစ်အောင်အကုန်လုံးအစင်းသစ်လုပ်ထားပေးရမယ် lifetime မြင်နေအောင်လုပ်ထားပေးရမယ်ဘန်ဝေးကမြို့နယ်လိုက်ဘန်ဝေးတွေကမြို့နယ်အလိုက်နေ့နဲ့ည report ထွက်အောင်လုပ်ပေးရမယ်ဘီဆောင်ရန်ဒီရက်မကျော်ဘူးဆိုလို့ရှိရင်ရက်ကျော်သွားတယ်ဆိုလို့ရှိရင်အလန်းပေးအောင်လုပ်ထားပေးရမယ် public IP ဥပမာပြောချင်တဲ့အဓိပ္ပာယ်က public IP translate ဒီ MMIH SIP SMI ဒါတွေကလုံးဝပြတ်လို့မရဘူးအဲ့အတွက်ကြောင့်မို့သူ့ကိုအနည်းဆုံးတစ်လစာ budget ထားပြီးတော့ကြိုးဆောင်စနစ်ကိုတွားရမယ်အဲ့ဒီထဲမှာ admin ကမီတာဘေးဆောင်တာလည်းပဲအဲ့လိုမျိုးပဲဒီထဲမှာ admin မှာပြောဖို့ကြံနေကြတာမီတာဘေးပြီးတော့ YCDC ဘေး
ပိုးရှဲပေဒီဟာတွေကချိုပြီးတော့စောင်းထားရမယ်ကောစန္ဒာကချက်ချင်းဖုံးကင်နိုင်တဲ့အနေအထားမျိုးအမြဲတမ်းဖြစ်အောင်လုပ်ထားရမယ်စောစောကပြောခဲ့တဲ့မြို့နယ်လိုက် marketing install complaint ဒါတွေအကုန်လုံးဌာနခွဲထားရမယ်ရုံးဖုံးမဖြစ်ရမယ်ကိုယ်ပိုင်ဖုံးနေမဖြစ်ရဘူးနောက်တစ်ခါဒီလွတ်တဲ့ကောများတည်နေရမယ်ကော record ဘယ်ချိန်ဒီမှာအခေါ်များတယ်ဘယ် user ID ကအခေါ်များတယ်ဘယ်မြို့နယ်ကအခေါ်များတယ်အဲ့ report တွေအကုန်လုံးထွက်ရမယ် user ကဒီလုပ်ငန်းတိုင်းမှာဒီ ID ဌာနကစီစဉ်ပေးရမှာကဒီဥစ္စာကတော့ဘယ်လိုလေးကြည့်မယ်ဥပမာထားပါတော့မြို့နယ်လိုက်ကြည့်မယ် user လိုက်ကြည့်မယ် bandwidth လိုက်ကြည့်မယ်လူနာမည်ရဲ့အချိန်ရည်အတွက်နဲ့ကြည့်မယ် site code နဲ့ကြည့်မယ်ဖုန်းနံပါတ်နဲ့ရှာမယ်ဒီဟာတွေအကုန်လုံးကတော့ structure တူတူပဲဖြစ်ရမယ်နောက်တစ်ခါဒီ user ကမိမိဒုတိယအမည်ပြောပြရင်ဆိုတာကကောဥမာဒီဘောကောစနာမှာ user နာမည်ဖုန်းနံပါတ်လိပ်စာအဲ့ဒါတွေရိုက်ထည့်လိုက်တဲ့ data ချက်ချင်းပြနိုင်အောင်လုပ်ထားပေးရမယ်ပြီးတော့ဒီ video record link တွေချက်ချင်းပို့လို့ရအောင်လုပ်ထားပေးရမယ်user ဘက်ကလည်းဒီဝယ်မယ်လို့ပြောတာနဲ့ online ကနေပြီးတော့သူ့ကိုချက်ချင်းဘယ်လိုတွေရှောက်ရင်ဝယ်လို့ရတယ်ဘယ်လိုတွေဆိုရင် complaint ဖြစ်တတ်တယ်ဒါတွေကချက်ချင်းအကုန်လုံးသိနေရမယ်ဒါတော့ sorry အပေါ်မှာလောက်ထားပြီးသားဝယ်အောင်မှာဆိုလို့ရှိရင်ကိုကဥမာ ONU ကတစ်ပတ်မှာဘယ်လောက်ပြက်လဲအဲ့ပြက်တဲ့ပမာဏကိုကြိုတင်ပြီးတော့ရှိဖို့စီစဉ်ထားရမယ်တစ်ပတ်အတွက်ပြက်တာကိုလာထုတ်မဲ့နေရာမှာစီစဉ်ရှိထားရမယ်3လစာကို order မှာဖို့အတွက် finance နဲ့ဒီ CEO နဲ့ကိုအမြဲတမ်း report ပေးရမယ်အဲ့ဒီဟာဒီ Power BI မှာမြင်နေရမယ်ဒီလိုအပ်တဲ့ဟာတွေက SMS auto ပို့တဲ့အစီအစဉ်ကိုလုပ်ထားပေးရမယ်ဘယ်ဖြစ်နေပြီဆိုရင်တော့ SMS auto ပို့ပါဆိုပြီးတော့ SMS နဲ့ချိန်ထားပေးရမယ်ဒီထုတ်ပေးထားတဲ့စီးရင်တွေကိုကိုက3ရက်တစ်ချိန်စစ်ရမယ်အနည်းဆုံးလူကိုယ်တိုင်သွားမစစ်ဘူးဆိုလို့ရှိရင်ဗီဒီယိုကောနဲ့စစ်ရမယ်အဲ့ဒါတွေအကုန်လုံးက record ချန်နေရမယ်ဘာလို့လဲဆိုတော့ဆက်တည်းရဲ့ပြတ်တဲ့ဇရိတ်ပျောက်တဲ့ဇရိတ်တွေကအရန်ကိုကြီးတယ်တတိလိနဲ့ကြီးတဲ့ဆက်တွေရှိတယ်အဲ့တော့အဲ့ဒါတွေချက်ချင်း report ထွက်ရမယ်ပစ္စည်းထုတ်တဲ့ရက်ကဗုဒ္ဓဟူးနေ့ဆိုပြီးတော့စီစဉ်ထားရမယ်ဒီအဖွဲ့တွေများလာပြီဆိုလို့ရှိရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့စောင့်မနေရအောင်ရုပ်စည်းဖြစ်မနေအောင်ဒါတွေကိုကြိုတင်ပြင်ဆင်ထားပေးရမယ်ပစ္စည်းထုတ်တဲ့အရေးအတွက်များလာရင်ကိုယ်စီမလာပြီးလူပုံမနေအောင်ဘယ်ချိန်လာခဲ့သူမလာခင်ရဲ့အချိန်မှာ7မိနစ်လောက်ကြိုပြီးအေးမလာသေးဘူးလားဆိုတဲ့ reminder မျိုးလုပ်ရမယ်ဒီတမိုးရှိပစ္စည်းတွေဆိုလို့ရှိရင်ငွေယုံကြည်အနက်နဲ့ admin ရဲ့ file နဲ့ရဲ့ CEO ရဲ့အကုန်လုံးပေါင်းပြီးတော့ဒါဒီပစ္စည်းတွေဘယ်လောက်တန်ကြီးဖြစ်ပါတယ်ဆိုတဲ့ဟာကိုလုပ်ထားပေးရမယ်တမိုးရှိပစ္စည်းတွေအကုန်လုံးယုံကြည်အနက်နဲ့လုပ်ထားရမယ်ပြီးတော့အဲ့လူတွေရဲ့အိမ်လိပ်စာနဲ့သူ့ရဲ့အာမခံချက်ပေးတဲ့လူတွေရဲ့လက်မှတ်တွေကြိုယူထားရမယ်ဒီဇိုင်နာက6လစာအနည်းဆုံး Facebook မှာကြိုတင်စီစဉ်ထားရမယ်ဒီ color အယောင်ကလူမြင်လွယ်ပြီးတော့မှတ်မိလွယ်တဲ့အယောင်မျိုးကိုကတကယ်လို့အနီရောင်သုံးပြီဆိုလို့ရှိရင် marketing မှာရော sticker မှာရော Facebook မှာရောဘယ်နေမှာမဆိုအနီရောင်လွှမ်းမိုးပြီးတော့သုံးအဲ့ဒါမှအနီရောင်ကြည့်လိုက်တာနဲ့ဒါလည်းအမှတ်သားတစ်ခုဆိုဖြစ်နေအောင်လို့ဖုန်းအမှတ်ကတော့ဒီနံပါတ်ကောင်းမှတ်ဖို့နဲ့ဖုန်းနံပါတ်တွေကိုခွဲပြီးတော့ထားဖို့ဒါကတော့တွေးရမယ်ပေါ့နော်အဲ့ချင်းကြရင်တော့ဆုံးဖြတ်ချက်တစ်ခုယူလိုက်ပေါ့အဲ့တော့အကုန်လုံးရဲ့မှတ်ချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဌာနအလိုက်ကလုပ်ငန်းတူတွေရဲ့အားသာချက်တွေကိုအပတ်စဉ် report ပေးရမယ်ကိုယ်တိုင်လည်းစောင့်ကြည့်ရမယ်ဘာတွေတူတက်လာတယ်ပြောပြနိုင်ရမယ်လူနိုင်တာတွေကိုကြိုတင်ပြင်ဆင်ရမယ်လာအလိုက်နှစ်အလိုက်ဒီကြိုပြောပြနိုင်ရမယ်အချက်လက်တွေကိုအချိန်မီတင်ပြနိုင်ပြရမယ်အချက်လက်ကဌာနလိုက်ချိတ်ဆက်ပြီးတော့ report ထွက်တဲ့ဟာဖြစ်ကိုဖြစ်ရမယ်အဲ့တော့လောလောဆယ်ဒီ plan မှာအတွက်ဆိုလို့ရှိရင်ဒီဟာတွေရှိပြီးတော့နေ့စဉ်ကိုဘာလုပ်မယ်အပတ်စဉ်ဘာလုပ်မယ်3လဘာလုပ်မလဲကိုဌာနရဲ့ခေါင်းဆောင်တွေကကြိုတင်ပြီးတော့စီစဉ်ပြောထားပေးရမယ်အဲ့ဒီ link တွေအကုန်လုံးကိုဒီမှာလာပြီးတော့ချိတ်အောင်လုပ်ပေးရမယ်ဒါ IT ဌာနရဲ့တာဝန်ပေါ့နော်ပြီးတော့ရင်ဘဏ်ကလည်းဘေးဆောင်တဲ့ auto ပွင့်ဖြစ်အောင်လုပ်ထားပေးရမယ်
ဒါက first time plan အတွက်ပေါ့တည်ထားရမယ် CEO တရားပဲတာဝန်တွေပေါ့နော်